တန်ကျဲနေစခဲပြီလားကဘာမြေကြီးစားပြောစရာဘဝများဒီမဲ့ပြောင်းဆုံးသွားရတော့မလားနိုင်ရှုံးဘဝတဆုံးဖြတ်ချက်ဖြေလားပြည့်တရားနေစကြ